ဒီနေ့ comment မှာလန်နာလေးတယောက်ကနေပြီးတော့ဒီ short sentences လေးတွေကိုအတန်ထွက်လေးနဲ့တင်ပေးဖို့ပြောလို့ကျွန်တော်တင်ပေးပြလိုက်ပါတယ်နံပါတ်1 wake up ဟုတ်ပြီဘာလို့ wake up ဖြစ်သွားလဲဆိုတော့ရှေ့က customer တန်နဲ့ဆုံးပြီးတော့အနောက်ကစလုံးဒီ vowel တန်နဲ့ပြန်စားတဲ့အခါမျိုးမှာဆိုရင်ကျွန်တော်တို့က link sound လေးတွေလုပ်ပေးရတယ်ဗောနော်အဲ့ဒါမျိုးဆိုတဲ့အတွက်ကြောင့် wake up လို့ထွက်သွားတာဗောနော် wake up ထားတော့နင်ထားတော့နော် time to get up နင်ထားမယ့်အချိန်ပေါ့နော်ပြီးရင် I'm awake ဒီမှာဆိုရင်လည်း am နဲ့ a နဲ့ဆက်မယ်နော် I'm awake ဖြစ်သွားတာဗောနော်ငါနိုးပြီး I'm stay sleepy အဲ့ချိန်နေတော့မယ်ဟုတ်ပြီနော် give me 5 minutes အမှာ3 minutes ဆိုလဲရတာပဲเนาะ okay ငါချိန်ငါမနောက်ပေးအောင်ဟာ I'm overslept ဒီမှာဆိုရင် past simple နဲ့သုံးရမယ်เนาะငါအိပ်ပျော်သွားတယ် make your bed နဲ့အဲ့ရကိုတင်လိုက်တော့ wash your face နဲ့မျက်နှာတက်လိုက်တော့ brush your teeth နဲ့တော့တိုက်လိုက်တော့ I'm half asleep เนาะ half နဲ့ a နဲ့ဆက်သွားတာเนาะ I'm half asleep ငါတဝက်ပဲအိပ်ရတယ်မဟုတ်เนาะငါအချင်းမို့လို့ဖြစ်နေတယ်နောက်တစ်ခု turn off the alarm အမှဆိုရင်လေ turn off เนาะ turn and off နဲ့ဆက်မှာပေါ့เนาะ turn off the alarm เนาะ the alarm လို့ပြောရဘာလို့ဆိုတော့အနောက်က alarm ဒီ power နဲ့စားတာမဟုတ်လို့အရှိရဘယ်ကိုဒီလို့အတန်ထွက်ပေးရမယ်เนาะ open the curtains ဒီမှာ either လေးဖြောက်ရเนาะ curtains ပါเนาะ stretch your legs အကျော်ဆန်အောင်เนาะ6လောက်အကျော်ဆန်အောင်အဲ့ဒီမှာ latch လို့တစ်လုံးပဲသုံးမယ်ဆိုရင်တော့တစ်ဖက်ပဲပေါ့နော်များသောအားဖြင့်ကျွန်တော်တို့ကနှစ်ချောင်းလို့ပြောတာများတယ်နော်ဘောင်းမီတွေ pants state မှာဆိုရင်လည်း as ပါနော်သတိထားပြီးကြည့်ပေးပါနော် cut out top နော်အဲ့ရတဲ့ထားလိုက်တော့ check your phone မင်းရဲ့ဖုန်းကိုစကြည့်လိုက်အောင်ဟုတ်ပြီမနက်စာစားချိန်နဲ့ဆိုင်တဲ့ဝါကြတော်တွေဆက်သွားမယ်နော် breakfast is ready မနက်စာအဆင်သင့်ဖြစ်ပြီ what's for breakfast မနက်စာပါလဲ I'm starving အဖိုက်အရန်စာနေနော်ဟိုအရန်စာလောက်မတက်တဲ့အချိန်မျိုးမှာပဲသုံးတာကောင်းတယ်နော် enjoy your meal စားတော့ရတာရှိသုံးစားတာပြောတာနော် it tastes good ဒီအစားလို့ကောင်းတယ်ပေါ့နော်မ pass it over နော် pass the salt over please အဲ့လိုလေးရမယ်နော်စားဖို့လေးကိုကမ်းလိုက်ပါနော် I need coffee နော် coffee လိုတော့ I need a cup of coffee coffee တစ်ခွက်လိုတယ် I'm full I'm done clear the table စပွဲသိမ်းလိုက်တော့ grab a cup of coffee coffee တစ်ခွက်တောက်လိုက်ပါလို့ပြောချင်တာနော် or some milk နော် no လောင်းထည့်လိုက်ပါ have your breakfast မနက်စာစားပါ toast the bread ဟုတ်ပြီပေါမောကိုမိခင်လိုက်ပါ be careful it's hot ရမ်းပူတဲ့ကိစ္စဟုတ်တယ်နော် okay အဲ့ဒါဆိုကျေးဇူးတင်ပါတယ်